Hello နိုပါရှင်စီတမင်းလေးထိုးစားကြရအောင်စီတမင်းထိုးစားဖို့အတွက်ကိုနိုကဘာရင်လောက်ထားလဲဆိုတော့ကောင်းချင်းဆိုင်ကို2နာရီတိတိရေးစိန်ထားပါတယ်ရှင်ပြီးတာနဲ့စီတက်ဖို့အတွက်ကိုစီလေးထည့်မယ်ပေါ့နော်တင်းတော်တလောက်ပေါ့နော်ပြီးလဲပြီးရောနောက်တော့နွဲမုံလေးနည်းနည်းထည့်မယ်ပြီးရင်ကြက်သွန်လေးကိုလီးထားတာလေးထည့်လိုက်မယ်ပြီးရင်2နာရီရေးစိန်ထားတဲ့ကောင်းချင်းဆန်လေးကိုထည့်ပါမယ်ရှင်ပြီးတာနဲ့နိုကပစွန်ကြောက်ပေါ့နော်ရေးစိန်ပြီးတေးချာချာခဲတွေတလဲတွေမပအောင်လို့တေးချာချာရေးစိန်ပြီးစေးထားတယ်ပစွန်ကြောက်မုံလေးထည့်မယ်အသားမုံလေးထည့်မယ်ပြီးတာနဲ့တကြားလေးနည်းနည်းထည့်တယ်စားလေးနည်းနည်းထည့်တယ်ကဲစီထမင်းဝဝဝဝင်းလေးကိုစထိုးပါပြီရှင်သူကလေဒီလားရေလေးကိုလေတင်းတော်တလောက်ကလေးနည်းနည်းချင်းစီထည့်ပြီးနော်ဘာဖြစ်လို့လဲဆိုတော့လေအရန်ပြော့သွားရင်လဲစားလို့မကောင်းဘူးပေါ့နော်ကောင်းချင်းလေးကအနေတော်လေးအီလေးကြက်တဲ့အချိန်လောက်ဆိုလို့ရှင်နော်စားလို့ကောင်းတဲ့စီထမင်းလေးရပါပြီအခုဆိုလို့ရှင်နော်မျက်နှာပြင်လေးကိုညီညာအောင်လို့တေးချာချာလေးနှက်ပြီးတော့ဂျိုးလေးကတ်အောင်လို့ဆိုပြီးတော့မီးပူချိန်ကိုအနှိမ်ဆုံးလေးနဲ့ထားထားတဲ့စီတမင်းဂျိုးကျွတ်လေးရပါပြီရှင်စားဖို့ကတော့အာပြဲချောင်းနဲ့ပဲပြုတ်လေးပါရှင်လိုက်လို့စားကြည့်နော်